မိတ်ဆွေတခါတလေကိုငါဘာလို့ဒီလောက်တောင်စိတ်ဆင်းရဲနေရတာလဲဒါမှမဟုတ်ငါဘဝကဘာလို့ဒီလောက်အားမလို့အားမရဖြစ်နေရတာလဲလို့တွေးမိဘူးလားတကယ်တော့ကျွန်တော်တို့အများစုဟာသူတစ်ပါးရဲ့အမြင်တွေလူအဖွဲ့အစည်းရဲ့တတ်မှတ်ချက်တွေနဲ့ကိုပြန်ပိတ်လောင်ထားတဲ့မမြင်ရတဲ့တန်တိုင်းတွေရဲ့ကြားမှာရှင်သန်နေကြရတာပါဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေရဲ့စိတ်ထဲမှာရှိနေတဲ့အဲ့ဒီတန်တိုင်းတွေကိုရိုက်ချိုးပစ်နိုင်မဲ့လွတ်လပ်ပြီးတော့မှပျော်ရွှင်တဲ့ဘဝတစ်ကိုတိဆောက်ပေးနိုင်မဲ့လှုပ်ဝက်ချက်၄ခုအကြောင်းကိုပြောပြပြီးသွားမှာဖြစ်ပါတယ်။ဒါကတော့ကဘာကျော်စာရေးဆရာဒွန်မီဂူရုရေးသားထားတဲ့ The Four Agreements ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်ဟာကဘာတဝမ်းမှာစောင်ရည်တန်းချီရောင်းချထားရပြီးမှလူပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲပေးခဲ့တာပါ။ဒီဗီဒီယိုလေးကိုအဆုံးထိစိတ်ရှိလေးနားထောင်ကြည့်ပေးပါ။ဗီဒီယိုလေးအပြီးမှာမိတ်ဆွေရဲ့လောကကြီးကိုကြည့်တဲ့အမြင်တွေလုံးဝပြောင်းလဲသွားစေရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီအချက်၄ချက်ကိုမပြောခင်အရေးကြီးတဲ့အယူဆတစ်ခုကိုအရင်နားလည်ဖို့လိုပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့ဟာကလေးဘဝကတည်းကပုံသွင်းခံခဲ့ရတယ်ဆိုတဲ့အချက်ပါ။ကလေးဘဝတုန်းကကျွန်တော်တို့မှာဘာမှရွေးချယ်ခွင့်မရှိခဲ့ပါဘူး။လူကြီးတွေကဒါလုပ်ရင်ကောင်းတယ်ဒါလုပ်ရင်ဆိုးတယ်လို့တင်ပေးခဲ့ကြတယ်။ကျွန်တော်တို့ဟာစုလက်ကိုလိုချင်လို့ပြစ်ဒဏ်ကိုကြောက်လို့သူတို့ခိုင်းတဲ့အတိုင်းလိမ်မာတဲ့ကလေးဖြစ်အောင်နေခဲ့ကြရပါတယ်။ရလက်ကဘာလဲဆိုတော့ကျွန်တော်တို့ဟာကိုယ့်ရဲ့စစ်မှန်တဲ့ဆန္ဒတွေထက်သူတစ်ပါးအကြိုက်လိုက်ရတဲ့သဘောတူညီချက် agreement ပေါင်းများစွာကိုကိုယ့်စိတ်ထဲမှာလက်ခံလိုက်ကြတာပါပဲ။ငါကရုပ်ဆိုးတယ်ငါကစာမတော်ဘူးငါကအောင်မြင်မှာမဟုတ်ဘူးစတဲ့အစိတ်တောက်ဖြစ်စေတဲ့အတွေးတွေဟာအဲ့ဒီလိုပုံသွင်းခံရမှုတွေကနေမျိုးလာတာပါအခုတော့ဒီအဟောင်းတွေကိုဖျက်ဆီးပြီးဘဝအတစ်အတွက်အတစ်၄ခုနဲ့အစားထိုးကြည့်ကြရအောင်ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့နှုတ်ထွက်စကားကိုအမြဲတမ်းစင်ကြယ်ပါစေဆိုတာပါပဲစာရေးဆရာကပြောပါတယ်စကားဆိုတာလူသားတွေရရှိထားတဲ့အစွမ်းထက်ဆိုမှော်အတက်တစ်ခုပဲတဲ့စကားတခွန်းဟာလူတယောက်ကိုကောင်းကင်ဘုံရောက်သွားအောင်လှုပ်ပေးနိုင်တယ်လို့ငရဲပြီးရောက်တယ်လို့ခံစားရအောင်လည်းလုပ်နိုင်ပါတယ်စင်ကြယ်တယ်ဆိုတာကိုယ့်ရဲ့စကလုံးတွေကိုကိုပြန်တိုက်ခိုက်တဲ့နေရာမှာမတုံးတာကိုဆိုလိုတာပါစဉ်းစားကြည့်ပါမိတ်ဆွေဟာကိုငါကတော့အတုံးမကျပါဘူးလို့ပြောတဲ့အခါတိုင်းမိတ်ဆွေဟာကိုအစိတ်ခတ်နေတာပါနောက်တစ်ခုကအတင်းအဖျင်းပြောတာပါအတင်းပြောတာဟာကွန်ပျူတာဘိုင်းလိုပဲတယောက်ကနေတယောက်ကိုကူးဆက်ပြီးစိတ်ဓာတ်တွေကိုပျက်စီးဖြစ်ပါတယ်ဒီနေ့ကစပြီးမေတ္တာပါတဲ့စကားအမှန်တရားနဲ့ပြည့်စုံတဲ့စကားကိုပဲပြောကြည့်ပါကိုအားပေးပါသူတစ်ပါးကိုချီးမွမ်းပါစကလုံးတွေကိုဖန်တီးဖို့အတွက်ပဲတုံးပါဖျက်ဆီးဖို့အတွက်မတုံးပါနဲ့အခုဒုတိယမြောက်အရေးကြီးတဲ့အချက်ကိုဆက်သွားကြရအောင်အဲ့ဒါကတော့ဘာကိုမှကိုကြီးကိုတာလို့သဘောမထားပါနဲ့ဆိုတာပါပဲလမ်းမှာတယောက်ကတင့်ကိုရိုင်းဖိုင်းဆဲသွားတယ်ဆိုပါလို့အဲ့ဒါဟာပင်ညံ့လို့မဟုတ်ပါဘူးအဲ့ဒီလူရဲ့စိတ်ထဲမှာပြဿနာရှိနေလို့သူဟာဒေါသတွေနဲ့ပြည့်နေလို့တင့်ကိုလာဖိတ်ဆင်တာပါလူတွေတင့်ကိုလာဝေဖန်တာပဲဖြစ်ဖြစ်လာချီးမွမ်းတာပဲဖြစ်ဖြစ်အဲ့ဒါဟာတင်နဲ့မဆိုင်ပါဘူးအဲ့ဒါသူတို့ရဲ့အိမ်မက်သူတို့ရဲ့အမြင်သက်သက်ပဲဖြစ်ပါတယ်တယောက်ကမင်းကတော်တော်ဝတာပဲလို့ပြောရင်အဲ့ဒါသူတို့ရဲ့ဝါချင်းပိန်ချင်းအပေါ်မှာထားတဲ့ဆန်နှုံးကြောက်ပြောတာပါဒီအချက်ကိုသာလက်ခံနိုင်ရင်မိတ်ဆွေဟာကဘာပေါ်မှာအလွတ်လပ်ဆုံးလူသားဖြစ်သွားပါလိမ့်မယ်ဘဒူကဘာပြောမိတ်ဆွေရဲ့စိတ်ချမ်းသာမှုဟာသူတစ်ပါးလက်ထဲမှာမရှိတော့ပဲကိုယ့်လက်ထဲမှာပဲရှိနေပါလိမ့်မယ်နောက်ထပ်ကျွန်တော်တို့အမြဲမားတတ်တဲ့တတိယအချက်ကတော့ကြိုတင်ပြီးအထင်မမှားပါနဲ့ဒါမှမဟုတ်ကိုယ့်ဘာသာရှောက်မတွေးပါနဲ့ကျွန်တော်တို့လူသားတွေမှာအကျင့်တစ်ခုရှိတယ်အကြောင်းအရာတစ်ခုကိုတေချာမသိရင်ကိုယ့်ဘာသာဇလန်းတွေစင်တတ်ကြတယ်ဥပမာချစ်သူကဖုံးမကန်ရင် तू ငါ့ကိုမချစ်တော့ဘူးလား तू နောက်တစ်ယောက်ရနေပြီလားတယောက်တည်းဒရာမာခင်းနေတတ်တယ်တကယ်တော့အဖြေကရိုးရိုးလေးဖြစ်နိုင်ပါတယ် तू အလုရှုံနေတာလည်းဖြစ်နိုင်တယ်ဒါပေမဲ့
ကျွန်တော်တို့ကရှောက်တွေးပြီးတော့မှကိုပြန်နှိမ့်ဆက်နေကြတာဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့မေးခွန်းမေးပါမရှင်းလင်းတေချာမေးပါပွပွင့်လင်းလင်းပြောဆိုဆက်ဆံပါငါထင်တာကတော့ဆိုတဲ့စကားလုံးရဲ့အနောက်မှာဒုက္ခတွေပါလာတတ်ပါတယ်အမှန်တရားကိုရှာဖို့တတ္တိကိုမွေးပါဒါဆိုရင်မိတ်ဆွေရဲ့ဘဝမှာမလိုအပ်တဲ့နားလည်မှုလွဲရာတွေကိုလုံးဝပျောက်ကွယ်သွားပါလိမ့်မယ်နောက်ဆုံးနဲ့ဒီအချက်တွေအားလုံးကိုအသက်ဝင်စေမဲ့စတုထမြောက်အချက်ကတော့အမြဲတမ်းအကောင်းဆုံးကြိုးစားပါဆိုတာပါပဲဒီနေရာမှာတတိထားရမှာကမိတ်ဆွေရဲ့အကောင်းဆုံးဆိုတဲ့အတိုင်းတာဟာအချိန်တိုင်းတူမှာမဟုတ်ဘူးဆိုတာပါမိတ်ဆွေနေမကောင်းဖြစ်နေတဲ့အချိန်ကအကောင်းဆုံးနဲ့ကျမ်းမာတက်ကြွနေတဲ့အချိန်ကအကောင်းဆုံးဟာမတူနိုင်ပါဘူးအရေးကြီးတာကဘလို့အခြေအနေမျိုးမှမဆိုကိုတက်နိုင်တဲ့လောက်အားစိုက်ဖို့ပါပဲအကောင်းဆုံးကြိုးစားထားတဲ့လူဟာရလက်ကဘာပဲဖြစ်ဖြစ်ကိုပြန်ပြီးအပြစ်မတင်တော့ဘူးနောင်တလည်းမရတော့ဘူးဒီစာအုပ်ထဲကအချက်တွေကိုတရက်ထဲနဲ့အောင်မြင်အောင်လုပ်ဖို့မလိုပါဘူးဒီနေ့မှာနှုတ်ထွက်စကားမစင်ကြယ်ခဲ့မိရင်လဲကိုအပြစ်မတင်ပါနဲ့နောက်တစ်ခါအကောင်းဆုံးပြန်ကြိုးစားပါဒီနေ့ထက်မနှက်ပြန်ပိုကောင်းအောင်နေထိုင်ခြင်းဟာလုံလောက်ပါတယ်မိတ်ဆွေဒီနေ့ကျွန်တော်ပြောပြခဲ့တဲ့အချက်၄ချက်ကိုပြန်ချုပ်ရရင်နံပါတ်1စကလုံးကိုကောင်းမွန်စွာသုံးပါနံပါတ်2သူတစ်ပါးအမြင်ကိုအလေးမထားပါနဲ့နံပါတ်3ကိုယ့်ဘာသာရှောက်မတွေးပဲမိကုံးမေးပါနံပါတ်4အချိန်ဒီတိုင်းမှာအကောင်းဆုံးကြိုးစားပါဒီအချက်၄ချက်ဟာရိုးရှင်းပေမဲ့လိုက်နာဖို့တော့တတိလိုပါတယ်ဒါပေမဲ့မိတ်ဆွေဒါကိုလက်ကင်ထားပြီးရှင်းတမ်းမယ်ဆိုရင်မိတ်ဆွေရဲ့ဘဝဟာငရဲကနေနိဗ္ဗာန်ကိုကူးပြောင်းသွားတယ်လို့ခံစားရပါလိမ့်မယ်စိတ်ဖိစီးမှုတွေရော့ကျလာမယ်ပျော်ရွှင်မှုတွေတိုးပွားလာမယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အကျိုးရှိစေတဲ့ဆိုရင်လိုက်လုပ်ပေးခဲ့ဖို့နဲ့ဘယ်အချက်ကမိတ်ဆွေအတွက်အခက်ခဲဆုံးလဲဆိုတာကွန်မန့်မှာရေးပေးသွားပါဦးနောက်ထပ်လည်းဒီလိုဘဝအတွက်အကျိုးရှိမဲ့စာအုပ်ကောင်းတွေကိုတင်ဆက်ပေးမှာမို့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲလွတ်လပ်ပြီးပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေကျေးဇူးတင်ပါတယ်ဗျာ